ကတော့ကြတယ်စိတ်ကူကူကုတူဆိုတဲ့အဖွဲမှာဆီယမကြီးတော်ကြကာရဝရှိထားလာရောက်၍ပူဇော်ကြောကြပါတယ်ပစ္စံငါတော်ကဲတော့ပူဇော်ကြောရတယ်ကြိုးအားကြောင်းစိတ်ချမ်းသာရင်ကိုကျမ်းမာခြင်းပြည်သာဆန္ဒပြုဝကြပါစေကောင်းကျိုးလူဤဆန္ဒပြုဝကြပါစေကျမ်းမာပါစေချမ်းသာပါစေစီးပွားရေးတွေကောင်းပါစေကျမ်းမာရေးတွေလည်းကောင်းပါစေဒီလိုတွေကောင်းပါနှလုံးစိတ်ဝါအေးချမ်းကြပါစေဟုတ်ကဲ့တီချာအထက်ကနေမှကြာဘယ်ရနေဘယ်ချီလောက်ခဲ့လဲမသိအထက်ကနေမှဘယ်အထက်ကနေမှဆံမရာဟွာအခုလည်းမစမ်းဘူးရတီချာမျိုးနော်ဟုတ်ကဲ့ဆိုင်ရနေနေတာရရဆိုဒီအော်ဟုတ်ကောင်းတော့မေးဟုတ်အမတီချာမျက်လုံးတော့ကောင်းတယ်နော်ညီရနော်ဟာပိုက်ကြပါဘောပင်ဟိအဲ့ဒါလည်းငါ့ရဲ့မြပြောခိုင်းတာမိတတ်တယ်အဲ့ဒါငါစာနဲ့ထိုင်နေနေတာဟုတ်အဲ့ထိုင်ပြီးတော့ရေးထားပါတယ်ဆရာမကြီးတော်ကြီးအတကနေမှာအတကနေကိုဟိုရန်ကုန်မှာလုပ်ပြီးတော့ပြန်လာတော့မှအထက်ကနေကိုဝင်လာပထမဆုံးကတော့အထက်ကတစ်တောင်မှာလုပ်ခဲ့တာလုပ်ခဲ့တာ61 62မှာလုပ်ခဲ့တယ်အဲ့ဒီကပြီးတော့ရန်ကုန်ပြောင်းရန်ကုန်ပြောင်းတဲ့ခါကျတော့အထက်ကတစ်က SCD ဘဝနဲ့နေရရန်ကုန်ကိုအထက်ကတုံးကြီးမြင်နိုင်ဘူးသူက82ခုနှစ်ဟိုရမွန်85ခုနှစ်ကနေ82ခုနှစ်အထက်ကတုံးကြီးမြင်နိုင်မှာတာဝန်ထမ်းဆောင်အဲ့ဒီကနေပြီးတော့မှတခါ80နှစ်ကနေ80ခုတည်းကဘိုးတထောင်အထက်ကလေးမှာတာဝန်ထမ်းဆောင်တယ် SCD ဘဝနေပဲဒါကြောင့်80ခုကနေတော့1980ခုကနေ90 98ထီကတောင်းပြန်သွားတယ်တောင်းပြန်သွားတော့အထက်ကနေတောင်းလို့ပြန်ဝင်တယ်အထက်ကနေတောင်းကိုပြန်ဝင်ပြီးတော့အဲ့ဒီမှာဟိုလည်းတော့ဆက်ပါတတ်တယ်ရှင်းနေတော့ခုနလောက်တော့တာပေါ့ရှင်းနေပါအဲ့လိုတော့ဟိုဒီ1998ခုနှစ်ဒီတောင်းမှာ SCD ဘဝနဲ့လုပ်တယ်ဘိုးထောင်လေးကအန်တီဆီယာမပြန်သွားတော့89ခုနှစ်ကပြန်သွားတာ89ကပြန်သွားပြီးတော့98အထိကဟိုထဲမှာအထက်ကနေမှာ SCD ဘဝနဲ့လုပ်တယ်ပြီးတဲ့အခါကျတော့ကျောင်းအုပ်လျှောက်တယ်ကျောင်းအုပ်လျှောက်တော့တရက်ဆယ်လာ98မှာလှဲနှံကူကျောင်းမှာအလေတန်းကျောင်းရတယ်အလေတန်းကျောင်း98ခုနှစ်တရက်ဆယ်လာပိုင်းမှာဟိုပါလေလေလံကိုအလေတန်းကျောင်းကိုဖြစ်နေလှုပ်ဆောင်ပြီးတော့အဲ့ဒီမှာသွားရေးလိုက်ရက်ခက်ခဲတော့အစင်းနေပြီးတော့ဟိုပြောင်းသွားတယ်နှစ်ခွဲလောက်မှပြောင်းရမယ်ဆိုတော့ဆီယမကြီးလှုပ်တာတစ်နှစ်ကျော်တစ်နှစ်ခွဲလောက်ပဲရှိသေးတော့ဆီယမကြီးကတော့မလုပ်တော့ဘူးဆိုတော့အသက်ကတော့55နှစ်ပဲရှိသေးတာပေါ့နော်အသက်60လည်းမပြည့်ပြင်စင်နေယူနေရအဲ့တော့လုတ်တဲ့30မျိုးပြပြင်စင်ယူရတယ်ဆိုမျိုးပြပြင်စင်ယူလိုက်တယ်အဲ့ဒါကတော့မျိုးပြပြင်စင်ကတော့69ခုနှစ်15ရက်တုန်းက99ခုမျိုးပြပြင်စင်ယူပြီးတော့အဲ့ဒါပြင်စင်လုပ်လိုက်တာပေါ့နော်အဲ့ဒါလုတ်တဲ့30ပြီးပြင်စင်မယ်ဟုတ်ကဲ့အဲ့ဒါရပြီးခါကျတော့အခုတော့ပြင်စင်ရအဲ့ဒီလေလံကူကျောင်းပြင်စင်ရတယ်ပြင်စင်နဲ့ပဲဟုတ်ရအောင်လာယူနေရတယ်ဟုတ်ကဲ့ပါတရှင်